စိုက်နှမှုလေးနဲ့တွားကြည့်အောင်တစ်ခွက်ကောင်းလေးကိုနော်ဒီ83ရယ်ဒီ1ရယ်ဒီ2ရယ်ဒီလေးလုံးပေါင်းခြင်း83တော့890 1နဲ့1နဲ့ပေါင်း2 2နဲ့2နဲ့ပေါင်း4တဲ့နော်ဒီလေးလုံးပေါင်းခြင်း4ကိုဒီ3လုံးပေါင်းခြင်း4ပေးတယ်8နဲ့5နဲ့ပေါင်း3 3နဲ့1နဲ့ပေါင်း4တဲ့နော်4တဲ့ဒီလေးလုံးပေါင်းခြင်းနော်ဒီလေးလုံးပေါင်းခြင်း6ကိုဒီလေးလုံးပေါင်းခြင်း6ကိုဒီ3လုံးပေါင်းခြင်း6ပြီးတယ်နော်9ချစ်ခွန်9နဲ့9နဲ့ပေါင်း6တယ်နော်ပြီးတော့ဒီလေးလုံးပေါင်းခြင်းနော်9ချစ်ခွန်9နဲ့9နဲ့ပေါင်း6 6နဲ့3နဲ့ပေါင်း9ဒီလေးလုံးပေါင်းခြင်းဟာ9ရမယ်တဲ့ဒီ3လုံးပေါင်း9ရမယ်နော်ဒီ3လုံးပေါင်းခြင်း9ရမယ်ဒီ3လုံးပေါင်းခြင်း9မယ်ဆိုရင်ဒီကောင်းနဲ့ပဲဝင်ရမယ်3ညခွန်1 6 2 5 3 4 8 9မင်းကတော့3ညခွန်နဲ့1 6ပေါ့အကြိုက်ဆုံးနော်ပါဝါကိုလည်းကြိုက်တယ်ခုံပရိတ်ကြီးကလည်းတန်းနေတယ်ခုံပရိတ်မှာခုံပရိတ်ဒါတမှုနော်နော်မတူးနော်နော်ဒီလေးလုံးပေါင်းချင်း4ကိုဒီလို4တယ်ဒီ3လုံးပေါင်းချင်း6ကိုဒီလေးလုံးပေါင်းချင်း6ကိုဒီ3လုံးပေါင်းချင်း6တယ်ဒီလေးလုံးပေါင်းချင်း9ကိုဒီ3လုံးပေါင်းချင်း9မလား9မယ်ဆိုရင်ခွန်ပရိတ်နော်9မယ်ဆိုရင်ခွန်ပရိတ်အဲ့ဒါတကက်နော်ဒီ3လုံးပေါင်းချင်း2တဲ့ဒီ3လုံးပေါင်းချင်း2ကို2ရက်ပါပါဒီ3လုံးပေါင်းချင်းခွန်တယ်ခွန်ဖို့အတွက်8ထိပ်နော်ဒီ3လုံးပေါင်းချင်း4ကို4ရက်ပါပါဒီလို3လုံးပေါင်းချင်း9တယ်9နှစ်1ရှိတဲ့အတွက်8ထိပ်နော်ဆိုတော့ဒီ3လုံးပေါင်းချင်း6ကို6ရက်ပါပါ1မယ်ဆိုရင်2 4ရှိတယ်1ဖို့ပါရှိမယ်ခွန်ရှိမယ်နော်တတိထားနော်ခွန်ရှိတယ်